Shuttle GP1 တော့ကျွန်တော် hybrid နဲ့မားတယ်ဒါပေမဲ့ဝယ်တော့ IMA စစ်ပြီးဝယ်တာတော့ကောင်းတယ်ဗောနော် IMA personally ကောင်းမှဝယ်တာတော့ကောင်းတယ်ဒီ Civic တို့ပါလို့ကြာတော်တော်များ IMA မကြံတော့ဘူးလဲထားကြတာများတယ်လဲတဲ့တဲမှာတချို့က A3 တို့ CA3 တို့လဲတယ်အဲ CA3 battery ပဲဆိုတော့ကောင်းတယ်နားလေတဲ့လူနဲ့တေချာလဲအဲတချို့ကျတော့လဲတယ်ဒါပေမဲ့ boost လုပ်ထားတဲ့ဟာတွေလဲလိုက်တော့ကိုယ်လည်းလဲလိုက်တော့ကောင်းတယ်အမကပြောဆိုကောင်းသွားတယ်ပြီးကိုပြန်တော့ IMA မီးပြန်လဲတာတို့ဘာလို့အဲ့လိုမျိုးတွေဖြစ်တယ်အဲ့လိုမျိုးအဲ Civic ကတော့နည်းနည်းအဲ့ဒါပုံများတယ်ဗောနော်ဒီ hybrid ထဲမှာတော့အဲ့လိုမျိုးအမားတို့ကလေ highway လဲသုံးကျင်တယ်ဒီ hybrid တွေရဲ့အဲ့ဒါကိုမခံချင်ဘူး hybrid တွေကတခုကအဲ့ဒီ battery percent ကျသွားတာရှိတယ်လေအရန်သုံးနေရင်လည်းမကောင်းမသုံးမဲ့ရက်ထိုင်လည်းမကောင်းသူက hybrid ကလေအဲ့လိုတော့ရှိတယ်အယုံဆွဲကတော့ဒီချီကားရဲ့ထက်ဆိုင်တော့နည်းနည်းလေးကျအထတွေပဲနေတယ် hybrid သူ့ရဲ့အားသာချက်စီစားလုံးတက်တာလားတစ်ခုရှိမယ်အဲ့ဒါပဲဗောနော်ဒါပေမဲ့ hybrid ဖြစ်တဲ့ပုံမှာအဲ့ GP1 လဲ hybrid ကကောင်းတော့ကောင်းတယ်ဒါပေမဲ့အခုနောက်လိုမျိုးအဲ့ကန်တဲ့ကိုဒီ sharing ကန်တဲ့ကိုရေဝင်တာတို့ငွေရေယူတာတို့ပြီးသွားရင်ဒီသုံးနေတဲ့အချိန်အရန်သုံးပြန်တော့လေသူက percentage ကျအရန်သုံးနေတဲ့အချိန်ရှေ့ battery ရောနောက် battery ရောသူက join ထားတော့ရှေ့ battery ကိုလည်းလုံးဝအမှားမခံဘူးဒီလိုကျွန်တော်စီကားရေးဆို battery ကျသွားလဲထောင်လို့ပါလို့ပြီးကိုသုံးလိုက်လို့ရတယ်ဟိုကောင်းကျတော့ရှေ့ battery percentage ကျလာတယ်အနောက် battery ကိုသွားထိတယ်တစ်ချက်စီကားကတော့အဲ့ဒါမရှိတော့ကြီးစစ်တို့ဘာလို့ဆိုအခုမှတို့1000လောက်သုံးမယ်ဆိုလေ1950 1000လောက်သုံးတယ်ဆိုလေရုပ်ပြောင်းလေးရအဲရုပ်ပြောင်းလေးရမယ်ဆိုရင်တော့ तू ကအဲ့ဒါတော့မရှိတော့ဘူး तू ကတော့စီကားဆိုတော့ तू မှအဲ့ enjoy block အတွင်းလေးပုံမှန်လေးလဲနေရင်တော့ तू ကသူအဆင်ပြေတယ်အဲ့ဒါရှိအဲ့လိုမျိုးကြီးစစ်ကိုတော့နည်းနည်းလေးအဲ့နယ်သမားတွေကတော့ပိုကြိုက်ကြတယ်မြို့ရင်းသမားကတော့ hybrid ကိုနည်းနည်းပိုကြိုက်တယ်ဗောနော် तू ရုပ်ထွက်တွေပဲရတယ်တာသွားတယ်ဆိုပြီးတော့